တရားမင်းကမြတ်စွာဘုရားကိုအရှင်ဘုရားတပည့်တော်မှာတဲ့ဂောပကဆိုတဲ့တပည့်တော်ရဲ့သားနတ်သားတစ်ယောက်ရှိတယ်တဲ့အဲ့ဒီဂောပကနတ်သားရဲ့အကြောင်းကိုမြတ်စွာဘုရားကိုလျှောက်တာတရားမင်းကအဲ့ဒီဂောပကနတ်သားကသူ့ရဲ့သားအရင်ဘဝတုန်းကတာကီဝင်မင်းသမီးတစ်ယောက်ဂောပိကာတဲ့နတ်သားမဖြစ်ခင်တုန်းကဘာဖြစ်တယ်မိန်းကလေးလေးတစ်ယောက်ဖြစ်တာဂောပိကာတဲ့နော်အဲ့ဒါဘုရားရဲ့သာသနာတော်ကိုအင်မတန်ကြီးညိုတယ်ယောက်ျားအင်မတန်ဖြစ်ခြင်းနဲ့မိန်းမဘဝကိုဆက်ဆုပ်တယ်ဒါကြောင့်ယောက်ျားဖြစ်ဖို့အတွက်အကျင့်မြတ်ကိုကျင့်ပြီးတော့အမြဲတမ်းဆန္ဒပြုတယ်ဒါကြောင့်အဲ့ဒီဂောပိကာတာကီဝင်မင်းသမီးလေးသေတော့တရားမင်းရဲ့သားဂောပကနတ်သားဆိုပြီးတော့သွားဖြစ်တယ်တနေ့တော့အဲ့ဒီဂောပကနတ်သားကနတ်စည်းစိမ်လေးခံစားပြီးတော့နေရင်းနဲ့ရှေ့မှာကကြည်တဲ့ဂန္ဓပနတ်တွေကခုန်တီးမှုန်နေတာကိုကြည့်နေကြည့်ရင်းနဲ့အဲ့ဒီဂန္ဓပနတ်ကနေတဲ့နတ်တွေကအထူးသဖြင့်ဂန္ဓပနတ်3ယောက်ဟာဒီပြင်နတ်တွေနဲ့မတူဘဲနဲ့အယောင်အဝါတွေအင်မတန်တောက်ပပြီးတော့ထွန်းလင်းနေတယ်အဲ့ဒါကိုမြင်တော့အဲ့ဒီဂောပကနတ်သားကဒီဂန္ဓပနတ်3ယောက်ဟာတခြားသောနတ်တွေနဲ့မတူတာဘာကြောင့်လဲလို့စဉ်းစားတော့သူတို့ကအရင်ဘဝကယဟန်တွေကိုလို့မြင်တယ်နော်ယဟန်တွေမှာရိုးရိုးမဟုတ်ဘူးသီလနဲ့ပြည့်စုံတယ်ဇံအဘိညာဉ်ရတဲ့ယဟန်တွေဆက်ပြီးတော့အဲ့ဒီဂောပကနတ်သားကနတ်တကိုးနဲ့ဆက်ပြီးတော့ကြည့်တော့ဒီပြင်ယဟန်တွေမှာမဟုတ်ဘဲကိုငါအိမ်မှာအမြဲတမ်းဆုံးငံကြွတယ်ငါအမြဲတမ်းဆွန်းလောင်းနေတဲ့ငါကိုဆိုဆုံးမခဲ့တဲ့ငါရဲ့ဆရာယဟန်တော်3ပါးပါလားမြင်တယ်နော်အဲ့ဒါနဲ့ तू စိတ်ထဲမှာမကောင်းဘူးကြည်စမ်းငါလိုမိမ့်မငယ်လေးတယောက်ကတရားမင်းရဲ့သားဖြစ်အောင်လုပ်နိုင်တယ်ယဟန်ကြီးတွေဖြစ်နေပါလဲခင်နဲ့ငါရဲ့ဆရာဖြစ်နေပါလဲခင်နဲ့ရုံညက်တဲ့ဂန္ဓပနတ်ငါကိုဖြောပြတဲ့နတ်အောက်တန်းကျတဲ့နတ်ဖြစ်နေတာအင်မတန်ဆက်ဆုပ်เสียကောင်းတယ်ဒီပုဂ္ဂိုလ်တွေကိုတော့ငါနာအောင်ပြောမှာပဲဆိုပြီးတော့အဲ့ဒီဂောပကနတ်သားကလေအဲ့ဒီဂန္ဓပနတ်3ယောက်သင်တို့ကိုမြင်ရတာမကောင်းသောမြင်ခြင်းပဲစက်သေးရမရှိမြတ်စွာဘုရားရဲ့တရားတော်ဆိုတာအစစ်စစ်မြင့်မြတ်ရာတွေကိုညွှန်ကြားထားတာသင်တို့ကဘုရားရဲ့တရားကိုဉာဏ်ဥကိုဘယ်ဘက်လှည့်ပြီးတော့နာခဲ့တာလေတဲ့ငါလိုမိမသားတယောက်တော်မှာသင်တို့တဲ့မြင့်မြတ်တဲ့ဘဝကိုရအောင်လုပ်နိုင်တယ်မြင့်မြတ်ရာကိုညွှန်ကြားတဲ့သာသနာတော်ကြီးနဲ့တွေ့ပါလဲခင်နဲ့ဘာကြောင့်မြင့်တဲ့မြင့်တဲ့ဘဝတွေကိုရအောင်မလုပ်နိုင်တာလဲသင်တို့ရဲ့ဉာဏ်ဥတွေဟာဘယ်ဘက်ကိုလှည့်နေတာလဲလို့အဲ့ဒါလိုပြောတာဟုတ်လားအဲ့ဒါလိုပြောတော့အဲ့ဒီဂန္ဓပနတ်3ယောက်ကကြည်စမ်းငါတို့ကိုဆွန်းလောင်းခဲ့တဲ့ငါတို့တပည့်မှာဂောပိကာတာကီဝင်မင်းသမီးကဂောပကနတ်သားဆိုပြီးတော့တို့ကဖြောပြင်းနေရတယ်သူကခံစားနေရတယ်အဲ့ဒါလိုတန်ဝေကတွေရပြီးတော့ကနေရင်းနဲ့ရက်ပြီးတော့အဲ့ဒီနတ်3ယောက်ထဲက2ယောက်ကတခါတည်းရခဲ့ပြီးသားတရားကိုပြန်ပြီးတော့စဉ်းစားလိုက်တာပထမဇန်မှာရပြီးတော့အနာဂံဖြစ်တယ်2ယောက်ကနော်အနာဂံဖြစ်ပြီးတော့အဲ့ဒီနာတဲ့သုတိစိတ်ကြပြီးတော့နတ်ဘဝထက်မြင့်မြတ်တဲ့ဗြဟ္မဘဝကိုတခါတည်းတန်းပြီးတော့ရတော့တာနတ်တယောက်ကတော့ဘာတတိမှမရနိုင်မဲနဲ့အဲ့ဒီကန္ဓပနတ်မှာပဲပျော်ပြီးတော့ကမြဲကတီမြဲတီဒီလိုပဲဆက်ပြီးတော့နေတာတဲ့ဟုတ်လားအဲ့ဒါကိုတရားမင်းကြီးကမြင်နေဟေးစောစောကနေတဲ့နတ်2ယောက်ဘယ်ရောက်သွားလဲဗြဟ္မာဖြစ်သွားပြီသူ့ထက်မြင့်သွားပြီနော်အဲ့ဒီမှာဂောပကနတ်သားကိုမေးတော့မှဂောပကနတ်သားကသူ့ရဲ့ဆရာယဟန်တွေဖြစ်ခဲ့တယ်အဲ့ဒါကိုယင်တုမနာဖြစ်လို့သူတို့ကိုတနာလို့ရဲဆက်ပြောလိုက်တာ2ယောက်ကတော့ဘာဖြစ်သွားတော့အကျိုးရှိသွားတယ်တယောက်ကတော့ပျော်မြဲပြောနေတာအဲ့ဒါကိုမြတ်စွာဘုရားကိုတရားမင်းကြီးကလျှောက်တာနော်အဲ့ဒီဂောပကနတ်သားကိုအကြောင်းပြုပြီးတော့အဲ့ဒီနတ်သား2ယောက်ကတကယ်အရိယာပုဂ္ဂိုလ်ကြီးတွေအနာဂံပုဂ္ဂိုလ်ကြီးတွေဖြစ်သွားတာတရားတို့ရပြီးတော့တန်တရားရေးစိတ်အေးသွားရတာတပည့်တော်တို့လည်းပဲအဲ့ဒါလိုတရားတို့လေးများရမှရပါစေတော့ဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့မြတ်စွာဘုရားဒီကိုတပည့်တော်ရောက်ခဲ့တာပါတဲ့